လာပါရှင်ကဲဂျာလေးကတော့လာမဲ့ຫນွေအတွက်အမိုက်စားမြင်းကောင်းစွတ်ကြဲဖြစ်ပါတယ်ရှင်မြန်မာတပီလုံးမှာရှိတဲ့ဦးကြီးတွေအားလုံးကြိုက်တော့မြင်းကောင်းအစ်စ်ဖြစ်ပါတယ်ရှင်။မောကတော့ဒီမြင်းကောင်းကကြတော့လုံးဝမဲ့ရင်အိန္ဒိယစစ်အိန္ဒိယကထွက်ရှိထားတော့မြင်းကောင်းစွတ်ကြဲကို100ရာခိုင်နှုန်းချီတော့အစ်စ်နဲ့ထွက်ပါတကယ်မိုက်တယ်နော်100ရာခိုင်နှုန်းလုံးဝချီတာအစ်စ်ပါသူ့ရဲ့ချိုးရိုးချိုးသားဘေးဒီဇိုင်းတွေကိုရှိုးပေးပါရှင်ပေးထားမဲ့စီတစ်ထည်လုံးမှာ2000ကျော်လေးနဲ့အဲ့တော့ကအရန်တန်ပါမယ်လုံးဝ pure white color တစ်ယောင်နဲ့ပဲထွက်ပါမယ်တက်ပါကင်ကိုဒါမျိုး original parking 6ထည်တွဲနဲ့ထွက်ပါတယ်38တစိုက်ရမယ်40တစိုက်ရမယ်ဆိုပြီး2စိုက်ရပါမယ်ရှင်။မဲ့ရင်အိန္ဒိယစစ်ဖြစ်တဲ့အတွက် quality ရဲ့အရေးသွေးရတော့လုံးဝပြောကြမလို့တဲ့မှာပါတယ်100ရာခိုင်နှုန်း pure white color ကိုဖွေးစွတ်တတ်နေတော့အိန္ဒိယစစ်မြင်းကောင်းစွတ်ကြဲဖြစ်ပါတယ်ရှင်။မောရရှိကနေမှာယူအားပေးခြင်းလေဆိုရင်တင်ချတဲ့ဖုန်းပိုင်ပါလေးတွေကနေမှာယူဆက်သွယ်လို့ရတယ်လို့စိုက်မှာလာပြီးတော့လေဝယ်ယူအားပေးလို့ရပါတယ်ရှင်။ဘယ်မှာပဲဝယ်ဈေးနှုန်းကတတ်သားတဲ့မို့လို့ကိုမမတွေအားလုံးစိတ်ချလက်ချမှာယူလို့ရပါတယ်မြင်းကောင်းစွတ်ကြဲအိန္ဒိယစစ်တက်ပါကင်လုံးမှာ1000ကျော်တစ်ထည်မှ2000ကျော်လေးနဲ့ရောင်းပေးမှာပါရှင်အမြန်လေးတော့ဆက်သွယ်မှာယူဖို့လိုပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်